ကဲအားလုံးပဲမင်္ဂလာပါကျွန်တော် Galaxy Mobile ကနေပြန်လည်ကြိုးလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ဆိုင်မှာ brand စုံဈေးနှုန်းစုံနဲ့ smart watch လေးတွေရောက်ရှိလို့ထားပါတယ်ခင်ဗျာ Vodafone Watch BT60 ဈေးနှုန်းအပြည့်ဆိုရင်8000ခွဲပဲကျပါတယ်ခင်ဗျာ Smart Watch 28ဈေးနှုန်းအပြည့်ဆိုရင်2,2500 Smart Watch 29ဈေးနှုန်းအပြည့်ဆိုရင်2,9500 Smart Watch 25ဈေးနှုန်းအပြည့်ဆိုရင်2,9000အောင်လေးကတော့ချက်ချီဗီဒီပါတယ် Smart Watch 22ဈေးနှုန်းအပြည့်ဆိုရင်3,3500 Smart Watch 23ဈေးနှုန်းအပြည့်ဆိုရင်3,9500လေးကတော့ GBF ကိုအသားပေးထားတဲ့ Smart Watch 30 3,9500ကျပ်ဒီကောင်လေးကတော့ Smart Watch 80 3,9500လေးကတော့ 4G network လေးရမယ် RAM 260ပါတယ် Smart Watch 90ဈေးနှုန်းအပြည့်ဆိုရင်5,500ကျပ်ဒီကောင်လေးကတော့ Smart Watch 26ဈေးနှုန်းအပြည့်ဆိုရင်2,9500ဒီကောင်လေးကတော့ Mi Pro ရဲ့ Lite 3 Pro 3,1500ဒီဇိုင်းလုံးရှိတဲ့ watch လေးတွေကိုလိုချင်ပါတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ပြင်မျိုးချွေတစ်ချောင်းလမ်းပြတဲ့ကလေးဝေးလေးမောက်ရှိရကလေးစီမိုဘိုင်းရောအခုပဲအထမ်းလာခဲ့လိုက်တော့နော် Facebook Messenger YouTube Viber နဲ့ TikTok စတဲ့ page တွေမှာလည်း live ဆက်သွယ်မြဲမြဲဝယ်ယူနိုင်တာဖြစ်လို့ကျွန်တော်တို့ရဲ့ page နဲ့ channel လေးကို follow နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်